ကျမ်းမာရေးအတွက်အားစီတစ်ခွက်ဇီးပြူသီးကိုကြိုက်လားဒီအသီးလေးကအရသာလည်းရှိတယ်လို့ကျမ်းမာရေးအတွက်လည်းအမခန့်အကျိုးကျေးဇူးတွေအများကြီးပေးဆပ်နိုင်ပါတယ်ဇီးပြူသီးမှာဗီတာမင် C နဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါဝင်လို့လူခန္ဓာကိုယ်အတွက်ဆေးတစ်ခွက်ပါပဲဇီးပြူသီးရဲ့အဓိကအကျိုးကျေးဇူးတွေကတော့1ကိုယ်ခံစွမ်းအားမြင့်တင်ပေးပါတယ်ဗီတာမင် C ကျွဲဝတာကြောင့်ယောဂပိုးမွှားတွေကိုတိုက်ထုတ်ပေးပြီးကိုယ်ခံစွမ်းအားကိုကောင်းမွန်စေပါတယ်2အသားရည်ကိုလှပစေတယ်ဇီးပြူသီးကအသားရည်အတွက်မရှိမဖြစ်လိုအပ်တဲ့ကော်လာဂျင်ထုတ်လုပ်မှုကိုအားပေးလို့အသားရည်ကိုကြည်လင်တောက်ပစေပြီးအိုမင်းရရော်မှုကိုလည်းနှိကွေးစေပါတယ်3ဆံပင်တန်ဆွမ်းစေတယ်ဇီးပြူသီးအစီကဆံပင်ကျွတ်တာကိုလျော့ပါစေပြီးဆံပင်ကိုတန်ဆွမ်းတောက်ပစေပါတယ်4အစာချေစနစ်ကိုကူညီတယ်အမြင့်တက်ပါဝင်လို့ဝမ်းချုပ်တာကိုတတ်တာစေပြီးအစာအိမ်နဲ့ဥလန်းချားကိုကျန်းမာစေပါတယ်5အမြင်အာရုံကိုကောင်းမွန်စေတယ်မျက်လုံးကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ anti-oxidants တွေပါဝင်လို့မျက်စိအားကောင်းစေပါတယ်